Halloween မင်္ဂလာပါအမကတော့စုမြင်နိုင်ပါအခုဒီကလေးတွေကိုဒီနေ့ကchapter 10စာကေကနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရှင်းပြပေးဖို့စိတ်ထားပါတယ်အားလေးနော်အမဂျားထဲမှာရှင်းပြပြတာရဲ့ဒီနေ့တိုင်တောင်တော့ကြာသွားတော့အခုကြီး gradient ပေါ့နော် gradient ရဲ့ဒီစာအုပ်လေးနော် gradient ရဲ့အခုစာကေကကိုစပြီးတော့ရှင်းပြမှာဖြစ်ပါတယ်အဲ့ဆိုတခုအမရဲ့ဒီဗီဒီယိုကြည့်ပေးနေကလေးဖြစ်ပေါ့နော်တခုပြောမယ်ဆိုရင်တော့အဓိကဒီ channel စခဲ့ရတော့ subscribe သမားတွေအတွက်ဆိုပြီးတော့တမယမဂျားထဲမှာနည်းနည်းဒီဘက်ကိုရောက်လာနေပါနဲ့နည်းနည်းပြက်ကွက်တာများသွားရပေါ့နော်တာဝန်မကျေသလိုဖြစ်သွားတယ်အဲကြောင့်အမကဒီအခုစဉ်းစားထားတာကအရင်လိုနည်းနည်းဟောပေါ့နော်အရင်ကကြတော့ကလေးမရနိုင်မှုထင်တဲ့ဟာတွေပဲရှင်းပြထားဆိုပြောင်းတော့သဘောမျိုးဖြစ်နေရဆိုလေအခုဟာကတော့ဒီနေ့ chapter 9ပေါ့နော်စာကေကန်းကိုဇက်တိုက်ရှင်းသွားလိုက်မယ်ရှင်းသွားပြီးတော့ဗီဒီယိုဇက်တိုက်ပြင်ပေးလိုက်မယ်အဲ့ဆိုတခု request လုပ်ချင်တာကအမစီမှာစောက်တည်းဒါတွေပဲပါလာဆိုတော့ဒါတွေဆိုတာဒီ gradient ရဲ့သင်ချာရဲ့ပြောခါကြတော့ gradient ရဲ့ physics ပါတယ်အဲ့နှစ်ခုပါမယ် gradient သင်ချာနဲ့ physics ပါမှာဆိုတော့အဲ့ဒီကနေပြီးတော့ရှင်းပြပေးပြီးတော့တင်ပေးစီချင်တာရှိရင်comment မှန်ခဲ့လို့ရတယ်ဟာပြီးတော့နောက်တစ်ခုကgrade 9ရဲ့သင်ချာ1 2ပါလာတယ်အဲ့ဆိုတော့အဲ့ဒီရမတိရရှိရင်တော့ရှင်းပြပေးဖို့စိတ်ကူးထားပါတယ်ဂျားထဲမှာအမကကလေးပေါ်တာဝန်မကျေသလိုဖြစ်သွားတယ်တောက်မှပါတယ်နည်းနည်းကိုပြန်ပြီးတော့ကြိုးစားပါမယ်လို့အဲ့ဆိုဒီနေ့ကအမကပါရှင်းပြထားလေဆိုတော့ gradient ပေါ့နော် gradient ရဲ့တခြားစာကေကန်းကိုရှင်းပြထားပါတယ်အဲ့ဒါကအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်မလေးကြိုးစားတော့ပါမယ်Okay ဒီနေ့အမကဗာနဲ့ပတ်သက်ပြီးရှင်းပြထားအောင်ဆိုတော့ exercise 9.1 ပေါ့နော်အဲ့ဒီထဲမှာတတိယစာကေကန်းကိုဘာလို့မှတ်ရမှာလဲဆိုလို့ရှိရင်ဒီဟာလေးပြန်ပြောပြမယ်နောက် trigon ရဲ့ပထမဆုံးမှတ်ရမှာ trigon တောင်းသုံးခုပေါင်းခြင်းက180ဒီဂရီရှိတယ်အဲ့ဒါလိုတယ်အဲ့ပြီးတော့ခါကျတော့နောက်တစ်ခုကအမတို့ကဒီစဝိုင်းတစ်ခုရဲ့ပြောရမယ်ဆိုရင် cyclic quadrilateral ပေါ့နော်စဝိုင်းတွင်းကြစတုကန်တစ်ခုရဲ့ဒီမျက်နှာချင်းဆိုင်တောင်းတစုံပေါင်းလက်က180ဒီဂရီရှိတယ်အဲ့ဒါလေးလေးမှတ်ထားဖို့လိုတယ်အဲ့ဒါပြီးတော့နောက်တစ်ခုကကျတော့စဝိုင်းရဲ့ဒီအဝင်းမိုင်းတစ်ခုရဲ့ကနေခန်းဆောင်ထားတဲ့လိပ်ပြာတောင်းလေးလိုမျိုးလေးအဲ့ဒါလေးကလည်းစဝိုင်းတစ်ခုကနေပြီးတော့ခန်းဆောင်ထားတဲ့တောင်းအဲ့ဒါလေးရတူတယ်လို့မှတ်ရမှာနော်အဲ့ဒါလိပ်ပြာတောင်းနေတူတယ်လို့မှတ်လို့ရပါတယ်အဲ့ပြီးတော့နောက်တစ်ခုကမြင်းမြိုင်နှစ်ခုရှိမယ်သူကဖြတ်မြင်းလေးကြောင့်ဖြတ်တယ်ဆိုရင်သူ့ရဲ့ဒီဇက်ပုံစံလေးပေါ့နော်ဒီ alternate angle လို့ခေါ်တယ်တမသက်တောင်းနေတူတယ်ရမယ်နော်အဲ့ဒါဒီနေ့မှတ်ရမှာဒီစဝိုင်းတွင်းကြစတုကန်တစ်ခုရဲ့မျက်နှာချင်းဆိုင်တောင်းတစုံပေါင်းလက်က180ဒီဂရီရှိရဆိုတာမှတ်ရမယ်ပြီးတော့ခါကျတော့trigonရဲ့ဗာလေတောင်းသုံးခုပေါင်းခြင်းက180ဒီဂရီရှိတယ်အဲ့ဒါနှစ်ခုရှိသွားပြီနော်ပြီးတော့ခါကျတော့စဝိုင်းတစ်ခုရှိမယ်အဲ့ဒီထဲမှာအမတို့ကအဝဲမိုင်းတစ်ခုကနေခန်းဆောင်ထားတဲ့တောင်းလေးတွေကတူတယ်လိပ်ပြာတောင်းလေးလို့မှတ်ရင်လည်းရတယ်အဲ့ဒါပြီးတော့နောက်တစ်ခုကဗာလေနောက်တစ်ခုကမြင်းပြိုင်နှစ်ခုရှိရပြီးတော့ဖြတ်မြင်းလေးကြောင်းဖြတ်တယ်ဆိုရင်သူ့ရဲ့တမသက်တောင်းနေတူတယ်ဇက်ပုံမှန်လေးနော်အဲ့တောင်းလေးအဲ့ဆိုဒီနေ့မှတ်မှာအဲ့ဒါလေးပဲမှတ်ပြီ Okay bye bye so exercise 9.1 စားလိုက်ပါမယ် so the point O is the center of the given circle to circle တစ်ခုပေးထားမယ် find the values of x y and z ဒီမှာမသိခင်က x ရဲ့ y ရဲ့ပြီးတော့ z ကိုရှာပေးတယ်ဒါတော့သူကဒီပုံမှာတော့သူကမသိခဲ့နှစ်ခွဲပါเนาะ x နဲ့ y နဲ့ရှာပေးရသွားပြီအဲ့ဒါပြီးတော့သူကနိုင်လေးနည်းနည်းများအဲ့ဆိုတော့နံပါတ်1ကA B C D E F F T ရှိရခေရဆိုကြည့်ရအောင်နော်ဆိုတော့ဒီပုံမှာပြီးထားဆိုလို့ရှိရင်မသိခဲ့ရမှာရှိတယ်ဆိုရင် x နဲ့ y ကိုရှာပေးရဆိုတော့ဒီမှာဘာတွေရှိလဲရင်းကြည့်အောင်နော်ဒီပုံလေးကိုစပြီးကြည့်လိုက်လို့ရှိရင်အမတို့ကဒီစာကေဒီမှာစာကေတစ်ခုရှိမယ်အဲ့ဒီစာကေမှာ
သူကပထမဆုံးအနေနဲ့ဆိုရင်အမတို့စပြီးမြင်တာလေးကိုကြည့်အောင်နော်စပြီးဘာလို့မြင်လဲဆိုရင်သူကဒီ AC အဝေးမိုင်းကနေခံဆောင်ထားတဲ့တောင်းက2ခုရှိရယ်နော်လိပ်ပြတောင်းလေးလို့ခေါ်ရအောင်မတို့နော်ဒီဟာလေးရေဒီလိုပုံစံလေးဒီက AC အဝေးမိုင်း AC ကနေပြီးတော့ခံဆောင်ထားတာဆိုတော့ AC ကနေခံဆောင်ထားတဲ့ဒီတောင်းနှစ်ခုကဘာဖြစ်လဲဆိုရင်တူတယ်နော်အဲ့ဒီဒီကိုရင်ရှိရယ်နော်ရှိမှာဆိုတော့ဒီဘုတ်မှာဗာလေးမှတ်လို့ရလဲဆိုလို့ရှိရင်အဝေးမိုင်းတစ်ခုကနေခံဆောင်ထားတဲ့တောင်းနေတူတယ်ဆိုတာတစ်ချက်သိသွားပြီအဲ့ရနောက်ထပ်ပုတ်တွေလည်းသုံးပါမှာဆိုတော့ဒီပုတ်စာ exercise တွေလုပ်သွားရင်နောက်မှရှိရသေးတယ်နေပြင်းနှွေရတယ်အဲ့ဆိုတော့ငါတို့ကပထမဆုံးမတိကိ H ဒီပါနေတော့အောင်ဆိုရင်70 H က concept တွေရသွားပြီเนาะအဲ့မှာသူကရေးထားတဲ့လေးရတော့ဒေါင်း E ဒီရဲ့ဒေါင်းနေနဲ့တူတယ်ဗာလဲ angle substandard by us ABC ဝေးမိုင်း ABC ကနေခံဆောင်ထားတော့ဒေါင်းလို့ပြောထားနော်အဲ့ဆိုတော့ဒါမတိကိ H ထွက်သွားပြီအဲ့ဆိုရင်တို့ကဘာပဲရှာမှာ Y ရှာ Y မရှာခင်ဘာသိလဲအရင်ကြည့်အောင်နော်အခုအမတို့ကသူကတောင်းမီနေတဲ့သူဒီမှာပြောထားတာတော့ Y ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ triangle ထဲမှာတစ်ခုခုကတိမှရမှာနော်ဒီ Y လေးကိုရှာဖို့ရေးဆိုရင်အမတို့ကအရင်ဆုံးကြိုးပြီးစဉ်းစားထားကြည့်ပေါ့နော် Y ကိုရှာဖို့ရေးဆိုရင်ဒီက triangle လေးမှာဒီ A B C ဆိုတဲ့ triangle လေးမှာကျန်တဲ့နှစ်ထောင်ကတိမှကိုဖြစ်မှာအဲ့တော့အဲ့နှစ်ထောင်တိဖို့ရေးတောင်းမီလေးကိုအရင်ရှာလို့လွယ်နိုင်တယ်ပေါ့နော်အဲ့တော့တောင်းမီကဒီမှာဒီစဝိုင်းတွင်းကြဒါလေးကစတုကန်လေးနော်စဝိုင်းတွင်းကြစတုကန် quadrilateral လို့ခေါ်တယ်စဝိုင်းတွင်းကြစတုကန်မှာတောင်းမီဒီဘာနဲ့မြင်နေချင်းဆိုင်အောင်ဆိုတောင်းဒီနဲ့မြင်နေချင်းဆိုင်အဲ့မှာလေသူက theorem တစ်ခုရှိတယ်ဒီစဝိုင်းရဲ့စတုကန်တစ်ခုရှိမှာပေါ့နော်စဝိုင်းတွင်းကြစတုကန်ဘလို့ပဲဖြစ်စဝိုင်းတွင်းကြစတုကန်တစ်ခုရှိရဆိုရင်သူ့ရဲ့မျက်ဆိုင်တောင်အတွင်းမျက်ဆိုင်တောင်အချင်းချင်းပေါင်းလက်ပြီးဘယ်လောက်ရှိရလဲဆိုရင်180ဒီဂရီရှိရအဲ့ဒီသင်္ကေတရှိရနော်ပြန်ပြောပြီးမယ်နော်စဝိုင်းတွင်းကြစတုကန်တစ်ခုစတုကန်ဘလို့ပုံစံပဲဖြစ်ဖြစ်အနာလေးဘက်ပါစတုကန်အဲ့ဆိုစဝိုင်းတွင်းကြစတုကန်တစ်ခုရဲ့မျက်နှာချင်းဆိုင်တောင်တစ်စုံပေါင်းလက်ဒီ180ဆိုဒီတောင်တစ်စုံပေါင်းလက်180ပြီးတော့ဒီတောင်တစ်စုံပေါင်းလက်180အဲ့ဒီအမတို့ကအဲ့ဒီ concept ကိုသုံးပြီးတော့ဒီ80နဲ့ဒီတောင်းဘီနဲ့ပေါင်းလိုက်ရင်180ရှိတယ်။အဲဒါကြောင့်မလို့အဲ့ဒီကနေပါရမှာလေတောင်းဘီရနော်ဒီထိနှစ်ခုရသွားပြီနော်။အရင်ဆုံးကမတိကိ X ကိုရှာလိုက်တယ်ပြီးတော့ Y ကိုရှာဖို့ရေးတာဒီတရိကန်ကတရိကန်ရဲ့3000ပေါင်းရင်180ဖြစ်တဲ့အကြောင်းကျန်တဲ့နှစ်ခုကအတိကိုသိရ။အဲကြောင့်တောင်းဘီလေးကိုဘယ်ရှာလိုက်တာလဲစတုကန်ရဲ့ပြောရမယ်စဝိုင်းတွင်းကျစတုကန်တစ်ခုရဲ့မျက်နှာချင်းဆိုင်တောင်းတစ်စုံပေါင်းလက်ဒီဘယ်လောက်ရှိရလဲဆိုရင်180ဒီဂရီရှိရ။အဲ့ကနေပြီးဘာကိုရှာလဲတောင်းဘီကိုရှာရအဲ့ဆိုတော့ဒီနားရီရမယ်ထင်တယ်နော်တောင်းဘီနဲ့တောင်းဒီပေါင်းခြင်းဒီ180ဘာလဲ opposite angle ဆိုတာကမျက်နှာချင်းဆိုင်တောင်းများ of a cyclic quadrilateral ဆိုတာကစဝိုင်းတွင်းကျစတုကန်တစ်ခုနာမည်ကဘာလဲ ABCD အဲ့ဆိုတော့ cyclic quadrilateral ABCD ရဲ့မျက်နှာချင်းဆိုင်တောင်းတစ်စုံပေါင်းလက်ဒီ180အဲ့ဒီကနေအမတို့ကဒီမှာကဒေါင်းဒီက80ရှိမယ်ဒေါင်းဘီလိုချင်တယ်အဲ့ဒီမှာ180ဟိုဘက်သွားပြီးနှုတ်လိုက်တော့130ကျန်မယ်အဲ့ဒီရသွားရောရသွားပြီးတော့ခါကြတော့အမတို့ကဝိုင်းငိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့2000တိရမှာဘီတိပြီးဆိုဒေါင်းစီလေးပဲရှာမှာမဟုတ်ဘူးလားဒီဒေါင်းစီလေးကဘယ်လိုရနိုင်တာလဲဆိုတော့ကြည့်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်အမတို့ကဒီဆော့ဝိုင်းလေးမှာဒီ quadrilateral ဒေါင်းမန်စထရီကမှာဒီနှစ်ခုကပြိုင်နေရဆိုတဲ့သင်္ကေတတွေ့လားအပြီးဒီမှာ AC ကဖြတ်ထားတဲ့အတွက်ကြောင့်မလို့တို့ကအဲ့ဒါလေဘာပုံစံဖြစ်သွားလဲဆိုရင်မြင်းပြိုင်တဲ့ကြောင်းရှိမယ်ဖြတ်မြင်းတဲ့ကြောင်းကဖြတ်ထားလို့ရှိရင်သူ့ရဲ့ Z သင်္ကေတလေးရှိရလေဘာလဲတမန်သက်တောင်အနေနဲ့တူရမလားနော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ဒီ alternate angle လို့ခေါ်တယ်နော်အဲ့ဒါကြောင့်အမတို့က AD နဲ့ BC နဲ့ကပြိုင်နေတယ်အဲ့ဒါဆိုရင်ဒီ30လေးနဲ့ဒီနားတောင်လေးနဲ့ကဒီမှာ ACB ခေါ်ရင်ပေါ့နော်ACB ဒီကတောင်လေးနဲ့ပြီးတော့ CAD 30နဲ့ဗာလဲဆိုရင်ညီတယ်အဲကြောင့် ACB ဒီ30ဆိုရင်အမတို့လိုချင်တဲ့ဒီက Y ကိုရှာလို့ရသွားပြီဘယ်ကနေရှာမှာလဲတရိကန်ရဲ့တောင်သုံးခုပေါင်းခြင်းဒီဘယ်လောက်လဲ180ဒီဂရီရှိရတရိကန်ရဲ့တောင်သုံးခုပေါင်းခြင်းဒီ180ဒီဂရီရှိရအဲ့ကနေပြီးတော့ခုနရလာခဲ့B တောင်း B တည်ရဒီနားမှာ ACB လဲတည်ရ Y လဲတည်ရဆိုတော့ triangle ABC မှာပေါ့ဒီသုံးခုပေါင်းခြင်းဒီ180ဆိုပြီးတော့ဒီမှာ Y ကိုရှာလိုက်တာနော်အဲ့ဆိုမတည်ခင်အဲ့လိုတည်မှာအဲ့ဆိုဒီအပုတ်မှာဘာတွေစပြီးတော့ theorem နေသုံးသွားလဲဆိုလို့ရှိရင်ပထမဆုံးကဒီအဝဲမိုင်းတစ်ခုကနေခန်းဆောင်တောင်းနဲ့တောင်းနေတူတယ်လိပ်ပြတောင်းနော်အဲ့ဒါပြီးတော့စဝိုင်းတွင်းကျ cyclic quadrilateral လို့ခေါ်တယ်စဝိုင်းတွင်းကျစတုကန်တစ်ခုရဲ့မျက်နှာချင်းဆိုင်တောင်းတစ်စုံပေါင်းလက်ဒီ180ဒီဂရီရှိရယ်အဲ့ဒါပြီးတော့နောက်တစ်ခုကကြတော့
ဒီကောင်ကမြင်းမြိုင်နှစ်ခုရှိတယ်ဖြတ်မြင်းတဲ့ကြောင့်ဖြတ်တယ်ဆိုရင်သမသက်တောင်နေတူတယ်သူ့ကိုအင်္ဂလိပ်လို alternate angle လို့ခေါ်တယ်နော်မျက်နှာချင်းဆိုင်တောင် opposite angle စဝိုင်းတွင်းညစတုကန် cyclic quadrilateral ပြီးတော့ခါကျတော့အဝဲပိုင်းတစ်ခုကနေခန်းဆောင်ထားသောတောင်းက angle subtended by arcs ABC အဲ့ဆိုဒီပုံမှာမှတ်ရမှာဒီအဲ့ဒါလေးပဲဆိုတော့ဒီလိုမျိုး concept တစ်ခုချင်းစီကိုမှတ်သွားမယ်ဆိုရင် theorem တစ်ခုချင်းစီမှတ်သွားမယ်ဆိုရင်တခြားပုံတွေကိုလည်း ACC လေးနဲ့ဖြတ်ကျော်နိုင်တယ်နော်ဆိုတော့ဒီနေ့ကအခုလောစီဒီဗီဒီယိုဖြတ်လိုက်အောင်ပါနော်နောက်တစ်ခုရိုက်